ကျွန်တော် IPv4 network မှာကျွန်တော်တို့က32 bit ရှိတယ် network တစ်ခုလုံးမှာ total က32 bit ရှိတယ်ပေါ့နော်အဲ့ဒါမှာသုံးထားတာကဒီမှာ16 bit သုံးထားတယ်ပေါ့နော် /60 ဆိုတာကကြတော့ဒီ network address က16ခုယူတယ်လို့ပြောတာကျွန်တော်32 bit ကကျွန်တော်တို့4 outlet ရှိတယ်ပေါ့နော်ဒီမှာ block လေး4ခုရှိတယ်အဲဒီလိုမျိုး4 outlet ရှိတယ်ပေါ့အဲ့တော့ outlet တစ်ခုချင်းစီမှာကျွန်တော်တို့က32 bit ကို4နဲ့စားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က8 bit ရှိတယ်ပေါ့နော်84432အဲ့တော့ကျွန်တော်တို့8 bit okay 8 bit ရှိတယ်အဲ့မှာကျွန်တော်တို့က16 bit ကို /60 ဆိုတာကကြတော့ကျွန်တော် network address က16 bit ယူထားရလို့ပြောတယ်အဲ့တော့ဒီအထိကကျွန်တော် network address ဒါက PVC site ထားရဲ့ range ပေါ့နော်ကျွန်တော် subnet တစ်ခုချင်းစီပေါ့ကျွန်တော်တို့ရဲ့ subnet တစ်ခုချင်းစီမှာကကြတော့22 bit လို့ပြောတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က22 bit ဆိုလို့ရှိရင်ဒီအထိက network address ဒီရှိကနော်1လေးနဲ့ရေးထားတာ network address 0လေးနဲ့ရေးထားတာကျွန်တော်တို့ကဒါက host address ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကပြန်ခွဲလို့ရတယ်ဒီမှာပေါ့နော်ကျွန်တော်တို့8 bit ဒါဆို16 bit ရှိပြီဒီကနေ4 bit ယူလိုက်တယ်ဒါဆိုအလုံးပေါင်းအလုံး20ပေါ့နော်အလုံး20ဒါက20 network address က20 bit ယူလိုက်တယ်ကျွန်တော်ဒီမှာကျန်တဲ့ address ကကြတော့ကျွန်တော် host address တွေအနေနဲ့ခွဲယူလို့ရတယ်ပေါ့ကျွန်တော်တို့ဒီ subnet တစ်ခုချင်းစီမှာအဲ့တော့ subnet မှာကျွန်တော်တို့ကနောက်ဆုံး force outlet ကတော့ကျွန်တော်တို့ကအပြည့်ယူထားတယ်ဆိုတော့ဒီ test outlet ကိုတစ်ဝက်ယူထားတယ်ပေါ့နော် test outlet ထဲမှာကျွန်တော်တို့က4 bit ယူထားတယ်ပေါ့4 bit ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့2 power 4ပေါ့နော် okay အဲ့တော့ကျတော့2 power 4ဆိုလို့ရှိရင်ကျွန်တော်တို့က16ရှိတယ်ပေါ့နော်16ရှိတယ်ဆိုတော့ကျတော့ကျွန်တော်တို့ဒီ subnet ကလေးတွေတစ်ခုတိုးတိုင်းမှာ16တိုးသွားမယ်ပေါ့ပထမဆုံး subnet ကကျွန်တော်တို့ဒီမှာ0 to 60ယူထားတယ်အဲ့တော့ဒုတိယ subnet ဆိုလို့ရှိရင်32ဖြစ်မယ်ပေါ့နော်16တိုးတယ်ဆိုတော့ကျတော့ကျွန်တော်တို့ဒီမှာဒုတိယ subnet က32ပြီးတော့တတိယ subnet ကကျတော့ကျွန်တော်48ပြီးတော့64 80ပေါ့နော်80ကျွန်တော်တို့အခုအသစ် subnet တိုးမယ်ဆိုတော့ကြတော့ကျွန်တော်တို့နောက်ဆုံး80ကို16တိုးမယ်ဆိုလို့ရှိရင်96အဲ့ဒါဆိုကျွန်တော်တို့နောက်ဆုံး create လုပ်ရမယ် subnet ရဲ့ IP range ကိုကျွန်တော်တို့ဒီလိုပေးလို့ရမယ်96ပေါ့နော်96 let 20ဒါကကျွန်တော်တို့ create လုပ်မယ် subnet ရဲ့ IP range ပေါ့ပြီးတော့ကျွန်တော်ဒီ subnet မှာ20ဆိုတော့ကျတော့12 bit ကျန်တယ်ပေါ့နော်12 bit ကျန်တယ်12 bit ကျန်တယ်ဆိုလို့ရှိရင်2 power 12ဆိုလို့ရှိရင်ကျွန်တော်4096 address ရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ subnet ထဲမှာ subnet တစ်ခုချင်းစီမှာပေါ့နော် IP address 4096သုံးလို့ရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ထုံးစံတိုင်း fast address ကိုဖယ်ထားဖို့လိုတယ်